တ္တခါပွဲအတွက်ယေရုရှလင်မြို့ကိုသွားပြီးအပြန်မှာသူငယ်တော်ယေရှုကဗိမာန်တော်မှာကြံရိတ်ခဲ့တယ်။မိဘတွေကမသိလို့ရှာဖွေနေတဲ့အကြောင်းကိုနားထောင်ကြရအောင်။သူငယ်တော်ယေရှုရဲ့မိဘတွေဟာပတ္တခါပွဲအတွက်ယေရုရှလင်မြို့ကိုနှစ်တိုင်သွားကြတယ်။သူငယ်တော်အသက်12နှစ်မှာပတ္တခါပွဲထုံးစံအတိုင်းမိဘတွေနဲ့အတူယေရုရှလင်မြို့ကိုသွားကြပြီးအဲ့ဒီပွဲနေပြီးတဲ့အခါမိဘတွေကပြန်သွားကြတယ်။သူငယ်တော်ယေရှုကတော့ယေရုရှလင်မြို့မှာကျန်ခဲ့တာကိုမိဘတွေကမသိလိုက်ကြဘူး။သူတို့နဲ့အတူပါလာတယ်လို့ပဲစိတ်ထင်တဲ့တနေ့ခီးလွန်ပြီးမှဆွေမျိုးနဲ့အတိတွေကြားထဲမှာသူတို့သားကိုမတွေ့လို့ယေရုရှလင်မြို့ကိုပြန်သွားပြီးရှာကြတယ်။၃ ရက်ကြာတဲ့အခါသူငယ်တော်ယေရှုဟာဗိမာန်တော်ထဲကဆရာတွေရဲ့အလယ်မှာထိုင်ပြီးသူတို့နဲ့ဆွေးနွေးမေးမြန်းနေတာကိုမိဘတွေကပြန်တွေ့ကြတယ်။သူငယ်တော်ယေရှုပြန်ဖြေတဲ့စကားတွေနဲ့သူ့ရဲ့ပညာကိုကြားရတဲ့သူတိုင်းကအံ့ဩနေကြတယ်။မိဘတွေကသူတို့သားကိုမြင်တဲ့အခါအယံကိုအံ့ဩသွားကြတယ်။ဒါနဲ့မေတော်ကသားရဲ့ဘာဖြစ်လို့ငါတို့ကိုအဲ့လိုလုပ်ရတာလဲ။အဖေနဲ့အမေတို့ကစိုးရိမ်တဲ့စိတ်နဲ့သားကိုလိုက်ရှာနေရတယ်လို့ပြောတဲ့အခါမှာသူငယ်တော်ယေရှုကအမေတို့ဘာလို့သားကိုရှာနေတာလဲ။သားကအဖရဲ့အိမ်တော်မှာရှိရမယ်ဆိုတာမသိဘူးလားလို့ပြန်ပြောလိုက်တယ်။ဒါပေမဲ့မိဘတွေကသူ့စကားကိုနားမလည်ကြဘူး။အဲ့ဒီနောက်မှာသူငယ်တော်ယေရှုဟာမိဘတွေနဲ့အတူနာဇရက်မြို့ကိုပြန်လိုက်သွားပြီးသူတို့ရဲ့အုပ်ထိန်းမှုအောက်မှာနေတယ်။အဲ့ဒီအကြောင်းအရာအားလုံးကိုမေတော်ကသူ့စိတ်ထဲမှာမှတ်ထားတယ်။သူငယ်တော်ယေရှုလည်းအစဉ်အတိုင်းကြီးပြင်းလာပြီးဉာဏ်ပညာတိုးပွားလို့ဖျားသခင်ရှိလူတို့ရှိမှမျက်နှာရတော်မူတယ်။ဒါကတော့ရှင်လုကာအခန်းနဲ့အပိုက်ငယ်41မှ52အထိဖြစ်ပါတယ်။